လေးတစ်ခုကကြံလေးတစ်ပုံပဲအချင်းနဲ့ကျွမ်းဝင်လာရခြင်းငါရေရောက်လို့တွေ့နေအချင်းနာနဲ့တင်ရှာတဲ့အမင်းမြတ်တာစေတနာရဲ့အတော်လုံးကိုစင်မြင်သောအစာတော့ကိုတတိတာဤသာဆိုအလကားတာတကငယ်ပြောရတဲ့အမနနာဆိုရင်ခွေခွင်လို့တော့မိမိရဲ့ရှိစားလေးလို့ကျွန်တော်ထားရနေတယ်ဒါကိုဒီစားမကုန်နဲ့တော့တယောက်ရဲ့ဖြစ်ကိုလေခရစ်တယောက်တည်းကြည့်မပူဝဲမင်းချစ်တဲ့မှာတဝဲလေလေမနာကိုပြောနေအရွယ်လူငါတော့ရင်ခဲခဲနေနေမသိလို့မင်း